မင်္ဂလာပါဒီနေ့ဗီဒီယိုလေးမှာတင်ရဒီအခုလက်ရှိပေါ့နော်ငါလင်တန်ခန်းစားနေရတဲ့ပြည်သူတွေအတွက်ကိုတတောက်တနေရာကနေတတောက်တနေရာကနေကူညီမဲ့အစီအစဉ်လေးပဲဖြစ်ပါတယ်ဒီမှာဆိုရင်မိသက်ကလူနာတင်ကကယ်ဆယ်ရေးကစတဲ့အရေးပေါ်လူနာရင်နဲ့တွေ့ရင်တို့ဦးစားပေးပါတဲ့ငလှင်လှုပ်မှာပေါ့လှုပ်မှာပေါ့နော်ငလှင်လှုပ်တယ်ဒါပေမဲ့မိသက်ကလူနာတင်ကကယ်ဆယ်ရေးကစတဲ့အရေးပေါ်ရင်နဲ့တွေ့ရင်တို့ဦးစားပေးပါတဲ့တရားတွေကိုတဲ့တက်နိုင်တလောက်ရှောင်းပါတရားတွေကိုတက်နိုင်တလောက်ရှောင်းပါလမ်းဘေးကပြိုကျလာနိုင်တဲ့အဆောက်အဦတွေတစ်ပင်တွေကိုတတိထားပါနံပါတ်3ကျတော့ရင်ကိုဖိဖိနဲ့တတိရှိမောင်းမှာလမ်းမပေါ်မှာအပျက်စီးတွေတစ်ပင်လဲနေတာအပြင်နဲ့လမ်းကျိုးနေတာတွေမြေပြိုနေတာတွေနှိပ်ဝင်သွားတဲ့ခြိုက်ခွက်ကြီးတွေရှိနေနိုင်ပါတယ်တဲ့နံပါတ်4ကျတော့ရေဖုံးနေတဲ့လမ်းတွေကိုရှောင်ပါငလင်ကြောက်ကြိုက်တွေမြေပြိုတာတွေရှိနိုင်ပြီးရေရဲ့အောက်မှာလမ်းအခြေအနေသိနိုင်မှုခက်ခဲပါတယ်တဲ့အခုကျတော့လမ်းခရီးသွားတော့မယ်ဆိုရင်လမ်းရဲ့အကျိုးပဲပစ္စည်းမှုအခြေအနေပေါ့နော်အသုံးပြုလို့ရမရတိပိုဒေတာခံတွေတွာလာပြီးတဲ့သူတွေနားလဲသူတွေကြိုတင်ပြီးတော့မေးမြန်းမှာသတင်းတွေကိုနားဆွင့်ပါတဲ့